ဖြစ်မယ်ဖြစ်မယ်လာမယ်သွားမယ်လူလောကကြီးထဲမှာဘာမှမမြဲဘူးဒါပေမဲ့လူဖြစ်နေတော့မှဘာတွေချမ်းထားခဲ့မလဲလူလောကဘာမှမမြဲဘူးဆိုတာ feeling ရှစ်တယ်တဖွာဖွာနဲ့သူပြောသမျှကိုယုံခဲ့မိတယ်တနေ့ကျတော့သုံးသွားတာလေတီးရနဲ့မေးမရခဲ့မမြဲမှန်းသိတဲ့ချစ်တစ်ခုကိုဘာကြောင့်များဆုံးခိုင်းထားမိတာလဲဒီနေ့ရဲ့မော်နေသူကမနဲ့ပြန်မမြဲရဲ့ချနိုင်တယ်ဒီမေးပိုင်ဆိုင်ထားသမျှကဒီနေ့မှထားခဲ့ရမယ်စားဖို့အတွက်လုံးထားလားအလုံးဖို့အတွက်စားလားဘဝရဲ့တိတ်ပဲကိုလူတိုင်းမှခေမရှိခဲ့ဝင်အောင်လိုက်ရင်ချိန်တွေကိုအချိန်နောက်လိုက်ရင်ဘဝတွေကိုနောက်ဆုံးတော့လက်ပလာနဲ့ဒီလောကကြီးကိုထားခဲ့ရမယ်ဒါပေမဲ့လူဖြစ်နေတော့မှလူတယောက်ကိုလူတယောက်ကနှွေးထွေးစွာဆက်ဆံနိုင်ရင်ကိုတက်နိုင်တဲ့လောက်ကောင်းမှုပြုရင်တစုံတယောက်အတွက်အားထားရဖြစ်ရင်ဘဝရဲ့တိတ်ပဲဟာတစုံတယောက်ရဲ့နှလုံးသားထဲမှာချမ်းရနေမှာပါဘဝမှာလုံးများစွာလူတိုင်းဟာဘာကြောင့်လုံးနေရလဲမနှက်ဖြန်တွေ့ဒီနေ့ပင်ပန်းဒီနေ့တွေ့မနှက်ဖြန်မျောနေကြဒီယောက်ကလေးကိုလိုချင်နေဒီယောက်ကချစ်ကိုရှာနေတယ်ဒီယောက်ကနာမီကောင်းလို့ခြင်းဒီယောက်ကအေး